우리 맨날 가자고 저러고 그래. 정화를 바로 됐어. 저는 신기하네. 저는 왜 못 봤어? 저는 그래 신기하고 내가 가자니 미바리네 그리고 저는 나도 막ဖြစ်မှာပဲရှိနော်ကျွန်တော်ကလိုက်လာကျွန်တော်မျိုးထဲမှာနေတာပဲကျွန်တော်ဘယ်မှာသွားတာမဟုတ်ဘူးဟုတ်တယ်မလားဟုတ်တယ်နော်ကျွန်တော်မျိုးထဲမှာကျွန်တော်ကိုယ်တိုင်လိုက်ပြပါတယ်ဘာလို့ပါဒီကနေလာမင်းတို့လေးစတကန်ရောဒီကြောင်လို့ပြီလားမလို့မချစ်မပြန်ဘူးမနေ့ကသူတို့နေတယ်ကိုပဲဆိုသူတို့တင်ဖို့တင်ဖို့Vemo atu ahinte angap lomi kanum cholomo makhathai cheu no 저 세인နဲ့ပြန်ပါလို့ညီလေးတို့တွေအားလုံးပေါ့နော်ဘာမှစိတ်မပူပါနဲ့ကိုယ်လည်းရှိကြတယ်ဘယ်မှလည်းကိုယ်ပဲဘယ်မှမတော်ဘူးနော်ညီတို့တို့ညဘက်ကြလို့ရှိရင်ညီတို့ဟာဒီလိုဘာမှပြဿနာတွေစိုးရိမ်ပါဘယ်လိုရတဲ့ပြဿနာကြီးတော့ပါဟာဒုတ်နက်ဘေတော့ချင်းနေဒုတ်နက်ဘေဟုတ်တယ်ပြန်လာပါနော်အဲ့လေးပါစိတ်ချပါနော်အားလုံးဘယ်လိုမှမဖြစ်နဲ့နော်ကိုယ်ဘယ်မှဒီမျိုးကတော့ဘယ်မှထွက်ပြေးလို့မရဘူးဒီမှာပဲနေရမှာနော်anh cái gì mà chỉ lâu tìm dòng cho căn dòng tỷ lại thay gì ngã na gì bơi ta anh nuôi pass na khăn cài chỉ đến là ao bao căn phần thổ đến là ao bao xí khó chung yên tê căn thiên vấn sum cầu na xí lo dù ra na anh biết chim nên thấy đi phone cái nó chọn mi dòng nên giả bị đến thấy đi lung phim chiếu cái gì lung phim chiếu cái gì chú rong á khua bị tê lung in hết ha chú rong chân kan nula kan pa sta de nol ngai tuan chimmi kan lu chem tai mi pa ni ya kan chip tan tuk han mai lei zong hin kan khol lam ha sao pi tang ri ma cha chun lung zong sao hao ma chun a chan zong kha sao pi ha hao mi kan se nei cha sin thai jing dong kan chan ha di lai ki he chim kho salo ha pi kal ding kan nei ri cha khan kan chip su hao nun sao nu pi chen nun nak lam pi cha sao pi ban kan phuk su ban tuk an lam sao pi chung kal ding kan dim ri cha khan dai kan pi ha men kam kan ni chung kan lung a lo ko ye ta na dai man lo ding ten chu za chu ma ta kan lo ya ko riu ya a chang kai ma ne kan nol du mi ha se kha ni zo ma chi la saoပြောပြပါsaoပြောတော့ဟာသူငယ်ဒီအောင်လုပ်ဖို့အဲ့တော့ကျွန်တော်မျိုးကအဖွဲတွေပါကျွန်တော်လဲထန်တလန်မှာ၄နှစ်လောက်ဆိုတော့ကျွန်တော်လဲထန်တလန်သားပဲနော်ထန်တလန်သားပဲနော်ကျွန်တော်ဒီနေ့ဒီထန်တလန်သားဖြစ်ခံယူထားတယ်ဆရာတို့အခုငင်းသားစီတန်းမရလေးမှာပြည့်လက်လို့ကိုစစ်စားပါဦးဒီဖွဲ့တွေရဲ့လှုပ်ရှားဆောင်ရွက်မှုတွေလည်းကျွန်တော်တို့အကုန်လုံးဟလာသူကိုခံယူတဲ့နဲ့ကိုလုံနေကြတာကျွန်တော်တို့သဘောပေါက်တယ်တခြားမျိုးနယ်တွေမှာဖြစ်နေတဲ့ပြဿနာတွေအမားတို့လည်းမြင်မယ်ဘူဂျိုနဲ့လည်းမြင်မယ်ကျွန်တော်တို့မျိုးနယ်မှာလုံးဝအေးချမ်းချမ်းလေးပဲဒါဘာလို့လဲဆိုတော့ဒီဘက်ကအဖွဲတွေရဲ့စီကန်းရှိမှုလည်းပါတယ်အဓိကစီကန်းရှိမှုပါတယ်ပြီးရင်ကျွန်တော်တို့လည်းတက်နိုင်တယ်လို့ကိုမျိုးလိုသဘောထားပြီးထိန်းနေတယ်ဒီနေ့ဒီချိန်ခါဒီထန်တလာမှာဘာမှမဖြစ်စေရအောင်ကျွန်တော်တို့အခုလဲဒီညီလေးအကြောင်းကိုကျွန်တော်ကလုံကျွဲပြီးကိုသွားနေတာညနေ6 နာရီမှပြန်ရောက်တယ်6 နာရီမှပြန်ရောက်တော့ဒီထဲမှာအဲ့လိုလေးဖြစ်နေတယ်ဆိုဟာဘယ်လိုဖြစ်တာလဲမသိဘူးဆိုပြီးတော့ညွန့်တဲ့အုပ်ချုပ်မှုကိုကျွန်တော်တင်ပြပြီးတော့နောက်လျှောက်တက်လာတော့ဒီလမ်းကြောင်းမှာပါစတာတို့နဲ့တွေ့တာပေါ့တွေ့တော့ဘယ်လိုဖြစ်တာလဲဗာလဲမေးကြည့်ခံပါဖြစ်စဉ်လေးကိုသိတာပေါ့ဖြစ်စဉ်လေးကိုသိတော့မေးကြည့်လိုက်တဲ့အခါကျတော့အဲ့ဒါဆိုမဖြစ်ဘူးဆိုပြီးဒါအမားတို့ရှင်းနေမယ်ကျွန်တော်တို့လာတယ်ကျွန်တော်တို့ဒီဘက်ကတာဝန်ရှိတဲ့လူတွေနဲ့တွားတွေ့တယ်ကျွန်တော်တို့ဒီတိုင်းတွေ့ရင်လူရဲ့သဘောတဘာဝအရာမယုံဒါကြောင့်မိသားစုဝင်တွေပါကျွန်တော်ပါလားလို့မေးကြည့်တယ်ဆရာကြီးလည်းပါတယ်အမာလည်းပါတယ်ဆိုတော့ဟုတ်ပြီမိသားစုဝင်တွေပါကျွန်တော်တို့ခေါ်လာတယ်တကယ်လို့များဟိုကထိုးကြိတ်ထားလို့တခုဖြစ်နေတော့ကြဟိုမိသားစုဝင်တွေမပါရင်ကျွန်တော်တို့ပြောတာကိုလည်းအမားတို့ကယုံမှာမဟုတ်ဘူးလေမိသားစုဝင်တွေပေးတွေ့တယ်ဆရာကြီးတို့လည်းအမားတို့လည်းအခုတရားအဖွဲ့တွေကိုရှင်းပြပြီးပြီဘာမှမဖြစ်ဘူးအေးစစ်စစ်ပဲဒီညီလေးကလည်းကျွန်တော်ညီလေးပဲဘိုးကဘုံမို့လည်းကျွန်တော်ပြောတယ်ဘုံမှုဒီညီလေးကကျွန်တော်ညီလေးသူ့အတွက်ဆိုကျွန်တော်လုံးဝအာမခံတယ်ကျွန်တော်မေးကြည့်လိုက်ဒီပါတဲ့အဖွဲ့တွေကိုမေးကြည့်လိုက်ဒီဆရာကြီးတို့မေးကြည့်လိုက်ကျွန်တော်ကိုယ်တိုင်ပြောခဲ့တယ်အဲ့တော့သူတို့မေးစရာရှိသေးလားလေးတွေကိုအေးချမ်းချမ်းလေးနဲ့မေးပြီးလို့ရှိရင်မနေ့ကျတော့အေးချမ်းချမ်းလေးနဲ့ဒီအဖွဲ့တွေနဲ့ပဲဒီဆရာကြီးတို့အဖွဲ့တွေနဲ့ခေါ်တွေ့ပြီးတော့မှဟိုဟာလုပ်ပါမယ်တဲ့အပ်ပေးပါမယ်တဲ့ဒါထက်ကောင်းတဲ့အစီအစဉ်ကတော့ဘာမှမရှိတော့ဘူးเนาะအဲ့တော့ကိုမျိုးကိုကျွန်တော်တို့အစွန်ထင်းလဲဘာမှမခံနဲ့ဂတိပေးနိုင်ဂတိမဟုတ်ကျွန်တော်ဂတိပေးနိုင်မလားဆိုတဲ့စကား
မယုံရင်ကျွန်တော်ကိုညာကိုကျွန်တော်ခင်ဗျားတို့ကြိုက်တဲ့နေရာကျွန်တော်ကိုခေါ်သွားမလွတ်ရင်ကျွန်တော်ကိုကြိုက်တယ်လို့လုပ် မနေ့ပြန်ဆိုတာအယုံကြည်မရှိဘူးဒီနေ့မှ အယုံကြည်မရှိရင်ကျွန်တော်ကိုခေါ်သွားကျွန်တော်အဲ့လောက်ထိအာမခံတယ် ဟုတ်ပြီ ခေါ်သွား ကောင်းတယ်ကောင်းတယ်ရှင်းသွား အဲ့လောက်ထိကျွန်တော်အာမခံတယ် ဟေး မနေ့ပြန်ဒီဟာ ဟုတ်ပြီကိုမျိုးဆိုအခုကြတော့ဟိုနဲ့ထားလုံးနေတယောက်တော့ပြောနေလို့ရှိရင်မလူလားတဲ့ထိတ်တိုက်တွေ့ရင်ကျွန်တော်မျိုးအတွက်စိုးရိမ်လို့ အစားခိုင် မျိုးအတွက်ဒါစိုးရိမ်လို့ပြောတာအဲ့လောက်ဆိုရင် ဟုတ်ပြီအစားခိုင်တော့အစားခိုင်တော့တရားချင်းမိခါအမန်ခါจะตกจนตั้งเวท မင်းလိုက်အောင်မယ်လူတယောက်ကိုစိုက်ကဲနဲ့တင်ခေါ်ပြီးတင်ခေါ်လို့သူ့ဖမ်းတယ်ဆိုတာမသူ့ကိုတင်ခေါ်လို့ဖမ်းတာတော့ ဖမ်းတယ်ဆိုတဲ့ဥစ္စာမပြောနဲ့ဖမ်းတာမဟုတ်ဘူး ဟုတ်ထိမ့်သိမ့်ထားတယ်ဘာလို့ထိမ့်သိမ့်ထားလဲဘသူ့ကိုဆိုင်ကဲနဲ့တင်ပြီးတော့ထိမ့်သိမ့်ထားတော့ သူရဲ့ဒီကြားပါခင်ဗျာဒါလေးဒီကိစ္စလေးနေတာပါခင်ဗျာဒီခါလေးသူကကလေးကရပြီးတော့ရ กันดีแล้ว